တကြံကာလနေပြန်ကြသူတွေများတာကြောင့်အမြန်လမ်းမပေါ်ကစီဆိုင်တချို့စီပြက်သွားသလိုတချို့စစ်ဆေးရေးဂိတ်တွေကစုံမနံပါတ်အရေးယူနေကြပါတယ်2026ခုနှစ်ဧပြီလ17ရက်နေ့နေ့လယ်ပိုင်းမှာအမြန်လမ်း135မိုင်ကစီဆိုင်တွေမှာတန်းစီနေတဲ့ကားတွေများပြီး108မိုင်မှာတော့ဓာတ်ဆီတွေဝယ်ယူလို့မရတော့ပါဘူးအမြန်လမ်းမိုင်း200မှာလည်း73စီဝယ်ယူလို့မရတော့ဘူးလို့သိရပြီးရုံးပိတ်ရက်ရှည်တွေမို့ခီးထွက်သူတွေနေပြန်သူတွေများပြီးကားတွေစီတန်းရတာပိုရှည်ကြာလာနေတယ်လို့ပြောဆိုကြပါတယ်အစိုးဆုံးကတကြံကာလမှာကိုကားတွေစုံမခွဲထားဆဲဖြစ်ပြီးမိထီလာစစ်စေးရေးဂိတ်ကဓာတ်ငွေပါဆောင်ခိုင်းနေတဲ့အပြင်တချို့စစ်စေးရေးဂိတ်တွေမှာလည်းငွေတောင်းနေကြပါတယ်EV ကားတွေလည်းများတာကြောင့်အမြန်လမ်းမှာတန်းစီနေကြရပြီးဧပြီလ17ရက်နေ့မှာတော့မီးပြတ်နေတာလည်းရှိနေကြလို့တချို့လက်စစ်ကားတွေအားကုန်ပြီးဆွဲယူနေကြရတဲ့အခြေအနေပါညဖက်မှာတော့ Express ကားတွေပါတန်းစီထွက်ကြမှာမို့ရန်ကုန်0မိုင်နဲ့အမြန်လမ်းတစ်လျှောက်ဂိတ်တွေမှာတန်းစီချိန်ပိုမိုများပြားနိုင်ပြီးကားတွေတွာလာရပိုနောက်ကျနိုင်တာမို့ခူးစိုက်ကြဖို့လည်းလိုအပ်ပါတယ်အိမ်စီးကားတွေကိုမနေမှာစုံကားတွေထွက်လို့ဆိုပြီးတော့စစ်စေးရေးဂိတ်တွေမှာငွေတောင်းနေတာတွေရှိနေပြီးတော့ကြက်ငွေ3000ပေးခဲ့ရတယ်လို့တချို့ပြောလာပါတယ်